ဟုတ်တယ်တောင်းမြင်လိုက်တာခေါင်းလွတ်အောင်လို့မလေးကိုကမတက်ရရမယ်သဘောရှိသွားဟုတ်တယ်ထောက်ကမြင့်မှရတယ်မခေါင်းလာညှိစင်ပြေလားဒီလားဒီကောင်နည်းနည်းမြင့်လိုက်မယ်သူတို့လည်းကြည့်ရတာခက်ခဲဖြစ်နေကျွန်တော်ပဲမြင့်လိုက်ကြအောင်ရွှေကျူးကဘာလဲဒီကောင်ခေါင်းကဟိုကခေါင်းကလည်းပုံသွားတယ်ဆွတ်ဆွတ်ဆောင်းရမဖမ်းဘူးကဲကျွန်တော်မတက်ရပြီဗျာနော်ဆောင်းရဖမ်းပြီကဲကျွန်တော်ပေးတဲ့ဒီကိုမပြင်ခိုင်းချင်လို့ကျွန်တော်တောက်ကိုလည်းမြင့်နေဗျာနော်ကျွန်တော်တောက်လေးဆွတ်နေပါအရှိရညီကိုမဖယ်အောင်လို့ကျွန်တော်တောက်မြင့်နေလို့အဲ့ဖွေးပြီးဆွတ်ထားရအပေါ်ကဆွတ်ချောအဲ့ဟုတ်အဲ့ဖယ်ရတော့လိုလေးတင်လိုက်ကဲကျွန်တော်တို့ပေးသက်တွေကများလာတာပေးသက်လည်းမဖယ်ခိုင်းရင်လို့เนาะကျွန်တော်တို့ကောက်ကလေးမြင့်နေတဲ့အတွက်ကြည့်ရတာနည်းနည်းလေးအနောက်ရှက်ဖြစ်သွားရင် sorry ပါဗျာเนาะခဏလေးပါ YouTube ကညီကိုတွေเนาะကဲမောင်မောင်လွင့်ရဲ့ fan ကတော့ဒီမှာရောက်နေပြီဗျာနော်ဘယ်သူအစဲကံမလဲမသိဘူးကဲမောင်မောင်လွင့် fan တော့ဒီမှာရောက်နေပြီနော်မောင်မောင်လွင့် fan ဒီမှာရောက်နေတယ်ကိုမဖြစ်ဖို့ပဲရေးကြည့်တယ်ဗျာနော်သူကိုမြင်သွားလို့မဖြစ်ဘူးတယောက်တည်းတည်ပြစ်မှာသူကအဲ့ဆရာလေးအေးလိုက်ဟိုဘက်ဆက်ဟိုဘက်ဆက်ကဲအမကတော့3မှတ်တူပါဗျာနော်ကဲကျွန်တော်ထိုးထားတယ်ဗျာဝေးလေးအောင်ထိုးထားတယ်အာထစ်တည်ထားပြီဗျာချိန်လေးကန်ချတယ်ဘလော့ကင်မိတယ်ပြန်တည်ထားပြန်ပြီဂျေကလာဂျေကလာကတော့တလုံးဆိုတလုံးလုံးခွင့်ရတဲ့ချိန်မှာပိုင်နိုင်ကြီးလှုပ်ထားနိုင်ခဲ့တယ်ဗျာဂျေကလာကတော့တမတ်ရယူပေးထားနိုင်ဖြစ်တဲ့အတွက်လိတ်3ကောင်ကတော့3မှတ်ဆိုးလိတ်3ကောင်ကကျွန်တော်တို့9မှတ်ဆိုးလင်းကတော့3မှတ်ပါဗျာကဲ YouTube မှာကြည့်နေတဲ့ညီကိုတွေတော်တော်များလာပဲเนาะ comment တွေတော့ကျွန်တော်မမြင်အောင်ပြင်တယ်ညီကိုတွေနောက်မှဖတ်ပေးမယ်เนาะကဲကျွန်တော် like ကျွန်တော်တောက်တန်ကြီးကိုနည်းနည်းလေးမြင့်ပြီးတော့ကျွန်တော်အပေါ်စီကနေလွှင့်နေညီကိုတို့အစင်ပြေကြရလားမသိဘူးကဲရှေ့ကညီကိုတွေလည်းကျွန်တော်မဖယ်ခိုင်းနေတဲ့အတွက်တောက်တန်လေးမြင့်လိုက်တယ်နော်ကျွန်တော်လည်းမတက်ရက်ထားတယ်မတက်ရက်ပြီးကျွန်တော် like လွှင့်ပေးတယ်ဗျအားလုံးအစင်ပြေသွားမယ်တူပါတယ်နော်အားတက်ရပါတယ်ဟာလားဘာဖြစ်သွားမှန်းတော့မသိလားကဲဆိုလင်းစားပဲထိုးထားတယ်ဗျကဲဖမ်းထားတယ်အားတက်ပဲငယ်အားတဲ့အတူတည်းလာပြီးဂျေကလာကိုတည်ဂျေကလာကိုတည်တဲ့နေရာမှာကျွန်တော်တို့ဂျေကလာရဲ့အာရှိပါကြီးပိတ်ကန်လိုက်တာဘလော့ကင်ကိုဆင်ပြီးတော့ကွင်းရဲ့ဘေးမှာ9ပေလောက်တော့ဝေးသွားတယ်ဗျာကဲလေသုံးကောင်ကတော့6မှတ်ဆိုးလင်းကတော့4မှတ်ပါဗျာနော်ကဲ Facebook မှာရှိတဲ့ညီကို 1.1K မင်္ဂလာပါဗျကျွန်တော်တို့ YouTube မှာရှိတဲ့ညီကို230နဲ့မှ8ယောက်ကလေးမင်္ဂလာပါကဲတန်တာပြီဘဲလေးဘာလုပ်လဲပြန်ပိုက်ကောက်တယ်ဗျာပိုက်ကောက်ပြီးတော့လာတဲ့စားဘက်ကိုကျွန်တော်တို့မြမလက်ရေးစဉ်ဝေလင်းအောင်တော့ဝေလင်းအောင်လည်းတစ်ခေတ်တစ်ခါကဝေလင်းအောင်ဟာရွှေတသိက်တွေအများကြီးမြန်မာနိုင်ငံအတွက်ရွှေတသိက်တွေအများကြီးယူထားပေးတဲ့ဝေလင်းအောင်ဖြစ်ပါတယ်ဒါနံပါတ်3မြန်မာလက်ရေးစဉ်ဝေလင်းအောင်ယူထားတဲ့ရွှေတသိက်တွေကအများကြီးပါဗျာနော်တကယ်ကိုအများကြီးပါပဲသူကလည်းလစ်တာကောင်းတယောက်ဖြစ်ပါတယ်ကျွန်တော်တို့ခြေလုံးကိုစားပဲပြောင်းလို့တော့တွေ့ရမယ်ဗျာနော်အမှတ်ကတော့9မှတ်6မှတ်ပါဗျာဟိုခုံလေးတော့မတိုက်ကြနဲ့နော်ခုံလှုပ်လို့ပါကဲဆိုလေးတင်စားပဲချစ်
တမက်ရရှိသွားတာဖြစ်တဲ့အမှတ်ကတော့လိတ်သုံးကောင်က6မှတ်စိုးလင်းကတော့ကျွန်တော်6မှတ်ပါဗျာနော်ကဲပွဲကတော့နည်းနည်းမြိုင်မီနဲ့တူပါတယ်ဗျာကဲကျွန်တော်တို့ဘယ်သူထိုးမလဲကဲကပတိန်လက်ဘက်ကိုဝစ်စင်ထားတဲ့အာတစ်ကတော့စပစ်ထိုးပြီဗျာအပိုက်ကောက်သွားတယ်ကျွန်တော်ဝင်းလင်းအောင်ချပေးထားတဲ့တည်ထားတဲ့ချစ်လုံးမိုးပဲကဲကျွန်တော်တို့ဝေလင်းအောင်ချပေးထားတဲ့ first wall ကိုချစ်လုံးမိုးဟာတည်လိုက်တဲ့နေရာမှာကျွန်တော်တို့တိုင်ဘေးကိုတပေလောက်ကိုထွက်သွားတယ်ဗျာချစ်လုံးမိုးအမားကြီးမားခဲ့ပြီဗျာနော်အမှတ်ကတော့ခုချိန်မှာဆိုရင်တော့6မှတ်9မှတ်နဲ့ချစ်လုံးမိုးစပစ်ထိုးမှာဖြစ်ပါတယ်ကဲချစ်လုံးမိုးစပစ်ထိုးမယ်ချစ်လုံးမိုးစပစ်ထိုးထားပြီချစ်လုံးမိုးရဲ့စားပေကြီးကလည်းကျွန်တော်တို့စီးရဲ့နောက်မှာတပေ2ပေလောက်ကိုဝေးသွားမယ်နဲ့တူပါတယ်ဗျာကဲအမှတ်ကတော့လိတ်သုံးကောင်က8မှတ်ကျွန်တော်တို့စိုးလင်းတင်းကတော့ခုချိန်မှာဆိုရင်တော့6မှတ်ပါခင်ဗျာနော်အမှကတော့ကျွန်တော်တို့8မှတ်6မှတ်ပါမရဘူးအော်သားကြီးအဲ့ခုမရမင်းငါရောမင်းရောထမင်းလုံးစားနေရမယ်သွားရီကျိုးလို့ကဲတဲလာပြီဗျာကဲပြန်ပြီးသွားပြီဂျေကလာပြန်ချလာပြီးတဲ့အာတစ်တဲပြန်ပြီးရှိန်လေးဘာလို့မလဲကောင်းလိုက်တာဗျာဇွေမာတင်ထားတဲ့ချင်းလုံးကိုကျွန်တော်တို့ရှိန်လေးဟာဘရော့ကင်ရဲ့အပေါ်ကနေပြီးတော့ကျွန်တော်တို့ကန်ချသွားနိုင်ခဲ့တာဖြစ်တဲ့အတွက်လိတ်သုံးကောင်ကတော့9မှတ်ကျွန်တော်တို့စိုးလင်းတင်းကတော့6မှတ်ပါခင်ဗျာနော်ကဲ Facebook ကညီကို 1.3k မင်္ဂလာပါ YouTube ကညီကို240မှာ8ယောက် YouTube ကညီကိုတွေလည်းမင်္ဂလာပါဗျာနော်အမှကတော့ကျွန်တော်တို့6မှတ်9မှတ်နဲ့ကဲချစ်လုံးမစားပဲထိုးထားပြီဗျာတန်စင်တို့ Facebook ချတယ်ကြည်တောင်းတာပဲတည်ထားပြီဘာလို့မလဲဂျိတ်ကလာကျွန်တော်တို့အားထည့်ရဲ့တည်ခြင်းကတော့ဂျိတ်ကလာရဲ့ခေါင်းပေါ်တက်တဲ့ကံဖို့အသင့်တော်ဆုံးနေရာပဲဗျာဒါပေမဲ့လည်းဒီဘက်ကကျွန်တော်တို့ blogging ဟာစီးသွားခဲ့တဲ့ကြောင့်မို့နော်အခုချိန်မှာဆိုရင်တော့ကျွန်တော်တို့2မှတ်ပဲကွာတော့တယ်ဗျာနော်လိတ်သုံးကောင်ကတော့9မှတ်စိုးလင်းတင်းကတော့ကျွန်တော်တို့9မှတ်ပါဗျာနော်ကဲအာတစ်စားပဲထိုးထားပြီကဲဖမ်းထားတယ်ဗျာကဲတည်ထားပြီချွတ်လုံးမိုးပဲဘာလို့မလဲကဲကျွန်တော်တို့လက်တလင်းဘယ်လေးอ่ะဆိုလို့ရှိရင်တော့ကန်ကြီးဟာပိုက်တိုးသွားခဲ့တယ်ဗျာဒီဘက်မှာဆိုလို့ရှိရင်တော့စီစင်းထဲမှာစိုးလင်းတင်းထဲမှာအာကြီးတာပါခဲ့မယ်ဆိုရင်တော့ဒီပွဲလေးနည်းနည်းကြည့်ကောင်းမယ်ဗျာနော်အခုတော့ဖိုက်တာကတော့ကျွန်တော်တို့လက်တလင်းဘယ်လေးတယောက်တည်းပဲဖြစ်နေတယ်ဗျာနော်အမှကတော့အခုချိန်မှာဆိုရင်တော့9မှတ်10မှတ်နဲ့ကဲချီလုံးမို့ဘယ်ကိုရှာမလဲကြည့်ရစင်းလုံးထိုးလာပြီတန်စင်တို့ဖတ်တော့ချထားတဲ့15ပြီမြင်းလောက်ပါပဲကဲတည်ထားပြီဒီဘက်ကိုကျွန်တော်တို့ဒီကမှာဆိုရင်တော့ကျွန်တော်တို့လိတ်သုံးကောင်အသင်းဟာကျွန်တော်တို့ fighter ရှိန်လေးကိုဘယ်ပေါက်ကနေထွက်ပြီးတော့ဂျိတ်ကလားကိုညာပေါက်ကနေပြီးတော့ကန်ခိုင်းနေတာတော့တွေ့ရတယ်ဗျာနော်ဒီလုံးကိုလည်းကျွန်တော်တို့အားထက်ဟာရှိန်လေးစီကိုအတူထိုးထည့်တဲ့နေရာမှာရှိန်လေးလှည့်တယ်ဗျာဒါပေမဲ့လည်းထိချက်ကြီးမကောင်းခဲ့ဘူးနဲ့ထူပါတယ်ဗျာအမှတ်ကတော့အခုချိန်မှာဆိုရင်လိတ်သုံးကောင်က10မှတ်စိုးလင်းတင်းက8မှတ်ပါဗျာနော်လိုင်းလွန်းတဲ့လူတွေတောက်တာနော်အေးတစ်ခွက်ဝယ်မတိုင်ပဲနဲ့ဒီမှာကျွန်တော် USN ကဒီမှာဘောဒီကဂုံးလာဆင်းနေတယ်ဗျတက်ပါကောင်းပါလေ YouTube ကမစိုးဘူး YouTube ကလည်းYouTube ကဒီနေ့မှစတယ် YouTube ကဒီနေ့မှစတယ်နာကွန်ပျူတာနဲ့ချိတ်ပြီးလွှင့်တာအဆင်မပြေဘူးဖုန်းနဲ့ဆက်ပြီး live ကိုကောင်းကောင်းပြရအောင် mic ကြီးပြောပါဦးဒီပြင်ဆရာလေးကဟွာပြမယ်ကဲကျွန်တော်တို့ပွဲပြန်စပြီဗျာကဲလိတ်သုံးကောင်ကတော့ကျွန်တော်တို့10မှတ်စိုးလင်းတင်းကတော့ကျွန်တော်တို့8မှတ်ပါဗျာနော်လိတ်ကနိုင်မတက်မှာလားဆရာလေးလိတ်ကနိုင်မတက်မှာလားနိုင်မစိတ်နိုင်တော့စိတ်ချရတာပေါ့ဗျာဘယ်လေးကတဲ့ရက်ွက်ဆင်းလို့ရှိရအိုးအဲ့လိုမဟုတ်ပါဘူးဗျာဘယ်လေးကဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒါnetတလင်းဘယ်လေးကမြမလက်ရေးစဉ်ကင်းကက်မှာလဲသူပွဲတွေထွက်ထားတယ်ဗျာနော်ကျွန်တော်လိတ်သုံးကောင်အတင်းကကျွန်တော်တို့ဒါတပ်ပိုင်ဆိုးကိုထုတ်ပြီးတော့ကိုဂျိတ်ကလာကိုထည့်ပြီးတော့ကစားနေတာဖြစ်ပါတယ်နော်ကဲကိုဂျိတ်ပါကဲအမကတော့9မှတ်10မှတ်နဲ့ချင်လို့မို့ဘယ်ကိုရှာမလဲကြည့်မယ်ဗျချင်လို့မို့စပယ်ထိုးထားပြီကိုဂျိတ်ဖမ်းလာတယ်တန်စင်တို့ဖမိုးကြီးနဲ့လိုက်တယ်ဘေးပါကြံခဲ့ပြီကဲကန်ကြမှာကတော့ကျွန်တော်တို့လိတ်သုံးကောင်ဘက်မှာရက်တီသွားခဲ့ပြီဗျာကဲကျွန်တော်တို့စီးရဲ့ဘေးမှာကျွန်တော်တို့အခါမှာရောက်ကြနေတဲ့ချက်ဟွာလာ YouTube ရလား YouTube ကလည်းမြန်နေဖွဲ့ချုပ်ပြရတယ် YouTube ဆရာလေးပြန်ဆိုမှလင်းချပေးတာဆရာလေးအစီအပြေးမှာ YouTube လင်းချတယ်အဲ့ဒါလေး copy ယူလိုက် YouTube မှာထုတ်တယ်ရှာလားကောင်းတယ်ဗျာဒီလိုတော့ကျွန်တော်တို့ net link ဘယ်လေးရဆိုရင်ကျွန်တော်တို့ရှိန်လေးရဲ့ဘယ် blogging ရဲ့အောက်ကနေကန်ချသွားခဲ့တယ်ဗျာနော်အမှတ်ကတော့ကျွန်တော်တို့10မှတ်17မှတ်ပါဗျာနော်
ကဲကျွန်တော်တို့ဟိုဘက်ကတော့မောင်မောင်လွင်းရဲ့ fan ကိုတော့ကြားနေရတယ်ဗျာနော်ဒီဘက်ကနေပြီးတော့